ခေါင်းထဲမှာအမိုက်တွေထက်အဲ့ဒီအမိုက်တွေနဲ့ပူလောင်နေတယ်ဆိုလို့ရှိရင်ခေါင်းအေးအေးမထားနိုင်တော့ကျွတ်ခေါင်းအေးအေးဆိုလို့ရေစွတ်တာမျိုးမလုပ်နိုင်နဲ့နော်အေးပတ်တော့မယ်ခေါင်းအေးအေးထားဆိုတာအပူတွေအတွေးမတွေးနဲ့အရှုပ်တွေမထက်နဲ့မြူနီစပယ်အမိုက်ပုံကြီးမဖြစ်စေနဲ့ကိုယ်အုံနောက်ထဲမှာကြည်လင်အေးမြပြီးတော့တန်မိုးရှိတဲ့အရာတွေသာခေါင်းနဲ့ထည့်အလို့မို့ဆိုရင်အမိုက်ပုံကြီးဖြစ်သွားလိမ့်မယ်အဲ့ဒါတွေမထက်နဲ့ဝုန်းကိုတော့ချောင်းချောင်းထားခြေထောက်ကိုတော့နှွေးနှွေးလေးထားလို့ပြောချတယ်ပေါ့နော်ခြေထောက်နှွေးနှွေးခေါင်းအေးအေးဝန်းချောင်းချောင်းလူဘဝမှာတော့အဲ့ဒါជីវတုတ်တဲ့ခြင်းအကြောင်းတွေပဲကျမ်းမာပြီးတော့ជីវတုတ်တဲ့အကြောင်းအဲ့ဒါကြောင့်ဘဝမှာဇာယီနောဆိုတာဆင်ញင်သုံးသက်တတ်ရမယ်ကိုယ့်အခြေအနေကိုကိုယ်ဆင်ញင်သုံးသက်တတ်ရမယ်